ကန်ရရဲ့နိယာမတွေနဲ့ဘုံဘဝအာနာစက်တို့ဟာမကောင်းမှုဒုစရိုက်တွေကိုမတားဆီးနိုင်တော့တဲ့အခါမှာတော့လူသားတွေအတွက်အိမ်မက်စတိုးကြီးတစ်ခုကိုနှိုးထားလာစီခဲ့ပါတယ်။တခါကငရဲပြည်ရဲ့အနှက်ဆိုင်ဆုံးကြောက်ကဘာမှာပိတ်လောင်ခံထားရတဲ့အင်အားကြီးအတူရာတစ်ကောင်ဟာသူကိုရှီနှောင်ထားတဲ့တန်ရှည်ချင်းတွေကနေရုံထွက်ပြီးလွတ်မြောက်လို့သွားခဲ့ပါတယ်။ဒီလိုလွတ်မြောက်သွားခြင်းဟာတာမန်ပြည့်ရတခုမဟုတ်ပဲလူပြည်နတ်ပြည်ငရဲပြည်ဆိုတဲ့ဘုံသုံးပါးလုံးကိုပွက်လောရိုက်သွားစီမဲ့ပျက်စီးခြင်းအနိဋ္ဌာယုံတွေရဲ့အစာပြိုးခြင်းပဲဖြစ်တယ်လို့ဆိုရမှာပေါ့အဲ့ဒီအတူရာဟာငရဲကဘာကနေအမောင်တူတွေကိုတည်ဆောင်လာပြီးလောကကြီးတစ်ခုလုံးကိုကြောက်ကြရဖြစ်အောင်ဘယ်လိုတောင်ဖျက်ဆီးမလဲဆိုတာကတော့တကယ်ကိုထိတ်လန့်စရာပါပဲဗျာဒုက္ခပါပဲမဖြစ်တဲ့နာတွေဖြစ်ကုန်ပြီဟော်ဒီကတန်ရှည်ကျွန်းတွေကိုကြည်စမ်းပါအောင်အပိုင်းပိုင်းပြက်လို့အင်အားကြီးလာတဲ့ငရဲအတူရာအရှုပ်အနောင်ကိုဖျက်ဆီးပြီးလွတ်မြောက်သွားပြီဒီတိုင်းသာဆိုရင်လောကကြီးကြောက်ကြရဖြစ်တော့မယ်ဟဲ့ကိစ္စကြီးမဖြစ်ခင်သူ့နောက်ကိုအမြန်ဆုံးလိုက်ရှာကြရအောင်မဖြစ်ဘူးအားလုံးနှစ်ယောက်တည်းအစွမ်းနေတော့ဒီအတူရာကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူးဒီကိစ္စကတားမယ်မဟုတ်တော့ငရဲမင်းကြီးစီကိုအမြန်ဆုံးသတင်းပို့ရမယ်လာချိန်မဆွဲပဲငရဲမင်းကြီးစီကိုတွားကြစို့မဟုတ်ရင်တလောကလုံးငါးပါးမောက်သွားလိမ့်မယ်ငရဲအမှုတန်းနှစ်ဦးစလုံးဟာနတ်မောင်လာတဲ့ကာရာမန်နန်တွေကိုတီတိုယိုပတ်လိုက်ကြတဲ့အခါမှာတော့သူတို့ရဲ့ခန္ဓာကိုယ်တွေဟာလေထဲမှာပျော်ဝင်ပျောက်ကွယ်သွားပြီးတကိုးအစွမ်းနဲ့ယမမင်းကြီးစံမြန်းရာနန်းရင်ပြင်ကိုမျက်စိတမိတ်အတွင်ရောက်ရှိလို့သွားခဲ့ကြပါတယ်အသင်းတို့နှစ်ယောက်ဘာကိစ္စများအရေးကြီးရှိလို့ဒီလောက်တောင်ပြားတလဲနဲ့လောရောက်လာကြတာလေဘာရေးဖို့ကိစ္စတွေထူးခြားလို့ငါရှိကိုဒီလိုပုံစံအတင်းအကျပ်ရောက်လာကြတာလေကွကဲပြောကြစမ်းပါဦးခွင့်လွှတ်တော်မူပါအရှင်ယမမင်းကြီးမြာကျွန်တော်မျိုးတို့အခုလာတာကအင်မတန်မှကိုအရေးကြီးတဲ့သတင်းစကားကိုလာရောက်တင်ပြခြင်းပါငရဲတိုက်မှာပိတ်လောင်ခံထားရတဲ့အဲ့ဒီငရဲအတူရာဟာအရှုပ်အနောင်တွေကိုဖျက်ထောက်ပြီးငရဲပြည်ကနေထိုးထွက်သွားပါပြီဗျာကျွန်တော်မျိုးတို့ငရဲပြည်အနှံ့ရှည်ချင်းလိမ့်အောင်လိုက်ရှာခဲ့ပြီးမေဘာရှည်ရလက်ရမှာမတွေ့တော့လို့အရှင်မင်းကြီးကိုအမြန်ဆုံးလာရောက်စီရင်ခံတာပါဗျာမင်းတို့ဘာတွေလှုပ်ရှုပ်နေကြလို့ဒီလောက်အရေးကြီးတဲ့အတူရာကိုမျက်စိအောက်ကနေအပြောက်ခံလိုက်ရတာလေမင်းတို့ရဲ့ပေါ်စားမှုကြောင့်လောကကြီးဘလောက်ဘေးတွေ့နိုင်တယ်လဲဆိုတာကိုသိကြရဲ့လားမင်းတို့တွေအပြစ်မှုအကြီးကြီးကိုကျွန်းလွန်လိုက်တာပဲခရုဏာတတ်တော်မူပါအရှင်ကျွန်တော်မျိုးတို့တာဝန်ကိုလုံးဝမပေါ်စားခဲ့ရပါဘူးဒါပေမဲ့အဲ့ဒီအတူရာရဲ့တကူကကြီးမားလွန်းလို့ပါအရှင်မင်းကြီးသားအမိန့်ရှိမယ်ဆိုရင်အဲ့ဒီအတူရာကိုပြန်ဖမ်းဖို့ကျွန်တော်မျိုးတို့ရဲ့အသက်ဝိညာဉ်ကိုစတေးပြီးဘယ်အရက်အထိမဆိုလိုက်လံရှာဖွေနှိမ်နှင်းပါမယ်ဗျာအဲ့ဒီအခါမှာပဲယမမင်းကြီးဟာသူ့ရဲ့လက်ဆွဲတော်တန်တရားမှတ်တမ်းစာအုပ်ကြီးကိုဖွင့်လှစ်ကြည့်ရှုလိုက်ပါတယ်စာမျက်နှာတွေကိုတရွက်ရှင်းလှန်လောပြီးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ငရဲပြည်ကနေထွက်ပြေးသွားတဲ့အတူရာဟာလက်ရှိအချိန်မှာလူပြည်လောကတွေကိုရှေ့ရှာနေပြီဆိုတာကိုသိလိုက်ရပါတော့တယ်မင်းတို့မသိသေးဘူးဒါကတာမန်တရေကောင်လွတ်သွားတာမဟုတ်ဘူးဒီအတူရာရဲ့နောက်ကျောင်းကမသေးလာဘူးဆိုတာကိုမသိကြဘူးလားသူကအရင်တုန်းကနတ်ပြည်မှာစံစားခဲ့ဘူးတဲ့နှစ်သားတစ်ပါးပဲဒါပေမဲ့မန်မာနာအလွန်ကြီးမားပြီးအာဂုသောဒုစရိုက်တွေကိုကျူးလွန်ခဲ့လို့ငရဲမှာဝေကျွေးဆက်ဖို့ချိန်စာတိုက်ခံထားရတာသူရဲ့ကြောက်စရာအကောင်းဆုံးတကူကတတဝါရီရဲ့ကြောက်ရွံ့စိတ်ကိုစုပ်ယူပြီးသူရဲ့အင်အားအပြည့်ပြောင်းလဲနိုင်တာပဲသူသာလူပြည်ကိုရောက်သွားပြီးလူတွေရဲ့ကြောက်ရွံ့မှုကိုအခွင့်ကောင်းယူသွားမယ်ဆိုရင်ဘုံသုံးပါးစလုံးဒုက္ခပင်လဲဝေးကုန်လိမ့်မယ်မစိုးရိမ်ပါနဲ့အရှင်မင်းကြီးသူဘယ်နေရာမှာပဲပုံနေပါစေကျွန်တော်မျိုးတို့မရရအောင်ပြန်ဖမ်းလာခဲ့ပါမယ်လူပြည်ကိုသွားနိုင်ဖို့လမ်းကြောင်းသာဖွင့်ပြီးတော့မူပါဗျာသူကိုနှိမ်နှင်းဖို့အတွက်ဆိုရင်ကျွန်တော်မျိုးတို့ရဲ့အသက်ဝိညာဉ်ကိုတောင်သတိဖို့အတွက်အစင်သက်ပါပဲဗျာကောင်းပြီလေဒီလိုမှတ်တမ်းရဆိုရင်တော့အဲ့ဒီအတူရာကလူပြည်ကိုပြေးသွားပြီလူပြည်ရဲ့မြောက်ဘက်အရက်ဟာတကိုးကြီးလာတဲ့ဝေသဝနနတ်မင်းကြီးရဲ့စောင်းရှောင်းမှုအောက်မှာရှိတယ်ဆိုတာရောသိကြရဲ့လားဒါဆိုသူကမြောက်ဘက်ရက်မှာဘုံအောင်နေတာပေါ့ကျွန်တော်မျိုးတို့အခုချက်ချင်းသွားပြီးအမြန်ဆုံးဖမ်းဆီးပါမယ်သူကိုဘယ်တော့မှနောက်တစ်ခါလွတ်မပေးတော့ပါဘူးအမြန်သွားရမှမှန်ပေမယ့်တခုတော့သတိထားကြမြောက်အရက်ကိုအုပ်စိုးတဲ့ဝေသဝနနတ်မင်းကြီးရဲ့နေမြေတဲကိုမဝင်ခင်မှာမဖြစ်မနေနတ်မင်းကိုအကြောင်းကြားပြီးခွင်တောင်းမှုမမေ့ကြနဲ့
ဒါဟာဘုံအသီးသီးကိုအုပ်ရှုံနေတဲ့မင်းတွေကြားမှာထားရှိရမယ်အစင်အလာကျင့်ဝတ်ပဲမင်းတို့ဖမ်းခြင်းစောကြောင့်စီကံမပြတ်စေနဲ့နော်နားလေပါပြီအရှင်ရမမင်းကြီးကျွန်တော်မျိုးတို့စီကံစနစ်တကျနဲ့အခုရက်ရှင်ထွက်ခွာပါမယ်အဲ့ဒီအတူရာကိုလူပြည်မှာစူဘူးတောင်းချမ်းပြီးအာနာပြခွင့်လုံးဝမပေးတော့ပါဘူးဗျာယမမင်းကြီးဟာအမိန့်တော်အတိုင်းဆောင်ရွက်ဖို့အတွက်လက်ကိုဝိရမ်းပြီးသူ့ရဲ့တကိုးအစွမ်းနဲ့လူပြည်ကိုတွားနိုင်မဲ့ဝိညာဉ်တကားကြီးကိုဟင်းလင်းပွင့်သွားအောင်ဖွင့်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ငရဲအမှုတန်း2ယောက်လည်းအဲ့ဒီတကားကြီးတွေကိုအလင်းအမြန်ပဲဝင်ရောက်သွားကြပြီးမျက်စိတမိတ်အတွင်းမှာပဲလူပြည်လောကရဲ့မြောက်ဘက်တောအုပ်ကြီးတွေကိုရောက်ရှိလာခဲ့ကြတော့တာပေါ့။ကဲရောက်ပြီဒီနေရာပဲဒါမြောက်ဘက်တောအုပ်ပဲဖြစ်ရမယ်။ကြည်တမ်းပါဦးဟောဒီလေတူထဲမှာတင်မြင်းမြတ်တဲ့တကိုးအချိန်ဝါတွေလွှမ်းရှုံနေတာကိုကျွန်တော်မျိုးကောင်းကောင်းကြီးခံစားလို့ရနေတယ်။ဒါဟာဝေဒဝနနတ်မင်းကြီးဒီအနီးနားမှာရှိနေတယ်ဆိုတဲ့အထောက်အထားပဲ။ဟုတ်တယ်ဗျ။အချိန်ဆွဲနေလို့မဖြစ်ဘူး။ဟိုငရဲအတူရာလူပြည်တွေကတနေရာမှာပုံအောင်ပြီးတော့လူတွေကိုဒုက္ခပေးဖို့အခွင့်အရေးစောင့်နေနိုင်တယ်။ကျွန်တော်မျိုးတို့လူပြည်ကိုစောင့်ရှောက်တဲ့နတ်မင်းကြီးစီအမြန်ဆုံးသွားပြီးအကျိုးအကြောင်းအစီရင်ခံမှဖြစ်မယ်။လာပါအခုတော့ဒီကနေတခြားတနေရာမှာရှာကြည့်ကြရအောင်ငရဲအမှုတန်း2ယောက်လည်းတနေရာပြီးတနေရာဝေတာဝနာနှမင်းကြီးကိုရှာနေကြတော့တာပေါ့ကျွန်တော်မျိုးအာယုံခံပြီးတာတော့ဒီနေရာပဲသိကြတယ်ဝေတာဝနာနှမင်းကြီးဒီမှာပဲရှိရမယ်ငရဲအမှုတန်းအဲ့ဒီလိုပြောနေတော့မှပဲတတော်လုံးတုံခါသွားစီလောက်တဲ့ရှေးတန်ကြီးတွေကိုကြားလိုက်ရပါတော့တယ်မြေကြီးတွေဟာလည်းအကွဲမတက်တုံခါသွားပြီးဘေးပတ်ဝင်းချင်းကတောရိုင်းတိရစ္ဆာန်တွေတောင်ထွက်ပြေးကြရတဲ့အထီပါပဲဟောကြည့်ပါဦးဒီလိုမျိုးမြေကြီးတုံဟီးသွားစေတဲ့ရှေးတန်မျိုးကမြောက်အရက်ကိုစောင့်ရှောက်တဲ့ဝေဒဝနာနတ်မင်းကြီးကလွယ်လို့ဘယ်သူမှမဖြစ်နိုင်ဘူးဟေးအတင်တို့ကငရဲကလာတဲ့အမှုတန်းတွေမဟုတ်လားအတင်တို့ဘာကိစ္စရေးကြီးတာတွေရှိလို့ကျွန်တော်အုပ်စိုးတဲ့ဒီနယ်မြေတွေကိုအလောက်တကြီးရောက်လာကြတာလေပြောကြစမ်းပါဦးဒီနယ်မြေထဲမဝင်ခင်ကျွန်တော်ကိုခွင့်တောင်းတင်တာပေါ့အခုအတင်တို့လုတ်ပုံကစီးဖောက်နေတယ်လို့ပဲခွင့်လွှတ်တော်မူပါမြောက်ရက်ကိုအုပ်စိုးတော်မူတဲ့အရှင်မင်းကြီးခင်ဗျာကျွန်တော်မျိုးတို့အခုလာရတာကအရှင်မင်းကြီးစီကိုအင်မတန်ကြောက်စရာကောင်းတဲ့ဘေးအန္တရာယ်တခုအကြောင်းတည်င်းပေးဖို့လာခဲ့တာပါအခုငရဲပြည်ကနေခိုးထွက်ပြီးလွတ်မြောက်လာတဲ့အတူရာဟာတာမန်အစင်းရှိတဲ့ဝိညာဉ်မဟုတ်ပါဘူးသူဟာအရှင်မင်းကြီးရဲ့နေမြေထဲမှာခိုးအောင်နေတာကိုကျွန်တော်မျိုးတို့သိရလို့ပါသူကသာအမြန်ဆုံးမနှိမ်နှင်းဘူးဆိုရင်လူပြည်တွေမကပဲဝိညာဉ်လောကတစ်ခုလုံးမှာပျက်စီးခြင်းတွင်းထဲကိုရောက်သွားနိုင်ပါတယ်ခင်ဗျာအဲဒါကြောင့်ကျွန်တော်မျိုးတို့အရှင်မင်းကြီးကိုခွင့်မတောင်းပဲအရှင်ပိုင်တဲ့ထဲကိုဝင်လာမိတာပါအော်အဲအမိုင်သားကအဲလောက်တောင်ဆိုးသလားရာရာဆဆကျွန်ုပ်နေမြေကိုမောင်းပိုင်စီးချင်နေတာပေါ့သူကိုဒီလူပြည်တွေကအရှိန်မီမောင်းမထုတ်နိုင်ရင်လူပြည်ရဲ့ဂေဟစနစ်တွေပြတ်တုံးသွားတော့မှာပဲဟုတ်ပါတယ်အရှင်မင်းကြီးအဲဒါကြောင့်ကျွန်တော်မျိုးတို့အရှင်မင်းကြီးကိုလာရှာပြီးတော့အကူအညီတောင်းဖို့ယမမင်းကြီးကလွတ်လိုက်တာပါအေးကွယ်ဒီလိုလားမြောက်ရက်ကိုစောင်းရှောက်ရတဲ့သူတရားအနေနဲ့တော့ကျွန်ုပ်နေမိထဲမှာဒီလိုမကောင်းဆိုးဝါးမျိုးလာတောင်းချင်တာကိုအပြစ်မခံနိုင်ဘူးအေးစိတ်မပူကြနဲ့ကျွန်ုပ်ကိုယ်တိုင်အတင်တို့နဲ့ပူးပေါင်းပြီးအဲ့ဒီငရဲအတူရာကိုအပြည့်အသက်နှိမ်နှင်းပေးမယ်တစ်ဖက်မှာလေလူပြည်လောကရဲ့မြေပြင်ပေါ်ကိုရှေ့ရှားလိုက်နိုင်ပြီဆိုတာနဲ့တပြိုင်နက်ဆိုလိုပဲအဲ့ဒီအတူရာဟာသူ့ရဲ့ကြောင်းမပွေကောင်းတဲ့လက်မောင်းနှစ်ဖက်ကိုဘေးကိုကာရှက်ပြီးကောင်းကင်ကြီးကိုမော်ကြီးကအာရပါရကြီးကိုအော်ဟစ်ရင်မော်လိုက်ပါရီသူ့ရဲ့ရေတံကြီးဟာတတော်လုံးဟိန်းထွက်သွားပြီးငှက်တွေတောင်မှလန့်ပြန်ကုန်ကြတာပေါ့ကြည်စမ်းကြည်ကြပါဦးနောက်ဆုံးတော့ငါလွတ်လပ်ပြီငါ့ကိုရှုံနှောင်ထားခဲ့တဲ့ငရဲကအရှုံနှောင်တွေတန်ရှည်ခြင်းတွေကနေငါအောင်မြင်မြင်ရုံထွက်နိုင်ခဲ့ပြီဒီလူလောကကြီးကိုငါဖျက်ဆီးပြရမယ်ဟာ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 ဒီလိုနဲ့အတူရာဟာသူ့ရဲ့အကြံစီကိုအကောင့်ထဲပေါ်ဖို့အတွက်နေရာကောင်းတစ်ခုကိုလိုက်ရှာနေပါတော့တယ်အဲ့ဒီချိန်မှာပဲကြောက်ကူကြီးတစ်လုံးကိုတွေ့လိုက်ရတာကြောင့်ကြောက်ကူကြီးတွေကိုဝင်းပြီးသူ့အကြံစီတွေကိုအကောင့်ထဲပေါ်တော့တာပေါ့ဒီနေရာကငြိမ်သက်အေးစိတ်လုံးနေလိုက်တာဘာအတွက်တော့ပြောစရာမရှိတော့ဘူးဦးလောင်တဲ့အရာသာကိုမပေးနိုင်တဲ့ဒီလိုနေရာမျိုးကိုငါမကြိုက်ပါဘူးအေးဆက်နေတဲ့ဒီနေရာကြီးကိုငါရဲ့ငရဲမီးတောက်တွေနဲ့အသက်ဝင်လှုပ်ရှားလာအောင်အပူချိန်တွေတွက်လာအောင်ငါကိုယ်တိုင်ဖန်တီးပေးရမယ်တကယ်တော့လူပြည်လောကကြီးကငါအတွက်အသင်းတော်ဆုံးအမဲလိုက်ခွင့်ပဲဟော်ဒီကလူသားတွေရဲ့စိတ်ထဲမှာရှိတဲ့ကြောက်ရွံ့မှုတွေကိုငါအစာအဖြစ်စုပ်ယူစားတော့ပြီးတော့ငါရဲ့အာနာစက်နဲ့တကိုးတွေကို
အရင်ကတည်းကအစာပေါင်းများစွာပို့ပြီးကြီးမားလာအောင်ရှက်ထွင်ပစ်မယ်ဘယ်သူမှငါကိုတားလို့မရစေရဘူးအမျှဝေမရတဲ့ဝိညာဉ်ပေါင်းတို့နှုတ်ထားကြလောငါအတန်ကိုနားထောင်ကြလောအခုမင်းတို့ရဲ့အရှင်ရောက်ပြီးငါကလူသားတွေရဲ့စိတ်ထဲမှာကြောက်ရွံ့မှုကိုမျိုးစေချပြီးသူတို့ရဲ့မျှော်လင့်ချက်မဲမှုတွေကိုစုပ်ယူမယ်ဒါဆိုရင်ငါအာနာကအတားအဆီးမရှိကြီးမားလာလိမ့်မယ်ဒီနေရာကိုမီးဟုံတောင်းစီရမယ်ဘယ်သူမှငါကိုမတားနိုင်စေရဘူးအတူရာဟာလူပြည်လောကကိုဖျက်ဆီးဖို့အတွက်သူ့ရဲ့နောက်လိုက်မကောင်းဆိုးဝါးတွေကိုနှိုးထားစေလိုက်ပါတော့တယ်လူပြည်လောကကနေတေဆုံးသွားပြီးမကျွတ်မလွတ်သေးတဲ့နေရာအမျိုးမျိုးကအပေပုံသားတွေလည်းအတူရာရဲ့အတန်ကိုကြားပြီးနေရာတစ်ခုထဲမှာစုပြုံလို့ရောက်ရှိလာကြတော့တာပေါ့အခုဆိုရင်တော့အတူရာဟာသူ့ရဲ့မကောင်းဆိုးဝါးတပ်ဖွဲ့ကြီးနဲ့လူပြည်ကိုဖျက်ဆီးဖို့အတွက်အစဉ်သင့်ဖြစ်နေပါပြီအခုကစပြီးအတင်းတို့အားလုံးဒေရှာနားထောင်ကြကျွန်ုပ်ကအတင်းတို့ရဲ့ရှင်မင်းကြီးပဲကျွန်ုပ်ခိုင်းတဲ့အတိုင်းအတင်းတို့မလွဲမသွေလောက်ကြရမယ်နော်ကျွန်ုပ်တို့ရဲ့ရည်ရွယ်ချက်ကလူနှလုံးသားထဲမှာရှိနေတဲ့ကြောက်ရွံ့မှုတွေကိုနှိုးဆွပေးဖို့ပဲသူတို့ရဲ့စိတ်ထဲမှာရှိတဲ့စိတ်ပြက်အားငယ်မှုတွေမကောင်းမှုတွေတရားနဲ့တရားမနာလိုမှုတွေကိုဒေါသအပြည့်ပြောင်းလဲသွားအောင်လုပ်ရမယ်သူတို့ရဲ့စိတ်ထဲမှာဒေါသမောဟလောဘတွေဂိမ်းအောင်လာရင်အကြောက်တရားဆိုတာသူအလိုလိုရောက်လာလိမ့်မယ်အဲ့ဒီအကြောက်တရားတွေကိုကျွန်ုပ်တို့စုပ်ယူပြီးတော့ကျွန်ုပ်တို့ရဲ့ဝိညာဉ်လောကကြီးကိုတိုးတက်အောင်လုပ်ရမယ်ကဲဒီအနီးနားမှာရှိတဲ့ရွာတွေကိုမီးလောင်တိုက်တွန်းပြကြအခုချိန်ကစပြီးဘယ်သူမှအသက်ရှင်ဖို့မျှော်လင့်နေတော့အားလုံးရဲ့အကြောက်တရားကိုနိုးထအောင်လုပ်ဖို့အချိန်ရောက်ပြီဒီနေ့တနေ့လုံးမိုးတိမ်တွေမှောင်နေရပဲမုန်တိုင်းကြီးတိုက်တော့မယ်ထင်တယ်သူစားသမီးရောဘယ်လိုထင်လဲအဖွားတို့ကြိုတင်ပြီးအခြားတနေရာကိုအရင်ပြောင်းထားကြမလားသမီးတို့ရွာမှာဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးနော်အဖွားမုန်တိုင်းသာတိုက်ရင်အိမ်တွေပြည့်စည်ကုန်တော့မှာပဲသမီးတို့မုန်တိုင်းရှောင်မဲဆိုရင်လေအခြားရွာကိုရောက်ဖို့2 ရက်လောက်ခရီးသွားရအောင်မယ်လမ်းမှာမုန်တိုင်းမိရင်ပို့ဆိုးမယ်ထင်တယ်ဘယ်လိုလုပ်လို့လောက်ရမှမသိတော့ပါဘူးအဖွားရဲ့အေးလေအခုတော့နှကောင်းနှမျက်တွေကိုပဲအားကိုးရတော့မှာပဲရွာလေကဝေတဝနာနတ်စင်မှာသွားပြီးဘေးရနေရကင်းအောင်ဆူတောင်းရမယ်ဝေတဝနာနတ်မင်းကြီးကအဖွားတို့ဘိုးဘွားဆင်ဆက်ကိုးကွယ်လာတဲ့ရွာဆောင်နတ်ပဲနောက်ဆုံးချိန်ထိအသက်ရှင်ဖို့ကောက်ရိုးမြင်လေးတမင်ဖြစ်ဖြစ်ဆွဲထားရမှာပဲငါမြေရဲ့သမီးတို့နောက်တောင်ကျနေပြီအဖွားရဲ့ရွာရဲ့လူတွေအားလုံးဒီပါကနတ်မင်းကြီးစီကိုသွားပြီးစုတော်တောင်းနေကြပြီအဖွားအသက်ကြီးတော့သွားနိုင်တော့မှမဟုတ်ဘူးမြေရဲ့ဒီကနေပဲနတ်မင်းကြီးကိုစိတ်ထဲကနေရီမှန်းပြီးစုတောင်းလိုက်အောင်မယ်အိုးမဖြစ်သေးပါဘူးဒုက္ခရောက်လို့စုတောင်းပါတယ်ဆိုဒီကနေပဲစုတောင်းရင်နတ်မင်းကြီးကိုမယုံမသိလို့ရကြမှာပေါ့လာအဖွားတို့နှက်ကွင်းမှာပဲသွားစုတောင်းရအောင်ဒီလိုနဲ့အဖွားတော်စိန်နဲ့မြေးဖြစ်သူစားတို့လည်းရွာပြင်ကနှက်ကွင်းရှိရာစီကိုထွက်လာခဲ့ကြပါတယ်တကူကြီးတော်မူသောဝေဒဝနာနှက်မင်းကြီးရှင်ကျွန်တော်မျိုးမတို့ရွာလေးကိုစောင့်ရှောက်တော်မူပါဘေးရန်ကြီးအပေါင်းကနေလဲဖယ်ရှားပေးတော်မူပါကျွန်တော်မျိုးမရဲ့မြင်းမြစ်တွေကိုလည်းအန်ဒီရဲ့အပေါင်းကနေကာကွယ်ပေးတော်မူပါနှက်မင်းကြီးကျွန်တော်မျိုးမတစ်သက်လုံးပြုတ်ခဲ့ဘူးသမျှကောင်းမှုကုသိုလ်တွေကိုအရှင်နှက်မင်းကြီးအတွက်အမျှဝေပေးပါရစေအဝါစိန်တယောက်စူတောင်းစကားတွေပြောဆိုပြီးတာနဲ့နတ်ကွင်းတွေကနေအဝါရောင်မီးတောက်လေးတစ်ခုဟာကောင်းကင်ဘော်ကိုမြှောက်တက်သွားပြီးမီးရှူမီးပန်းပုံစံပြောင်းကတရွာလုံးကိုအကာအကွယ်ပေးနေတဲ့ရွှေရောင်တန်ချက်ကအပြည့်ပြောင်းလဲလို့သွားပါတော့တယ်။တစ်ဖက်မှာလည်းအတူရာဟာသူ့ရဲ့စစ်တပ်ကြီးနဲ့လူပြည်လောကကိုဖျက်ဆီးဖို့အတွက်အစဉ်သစ်ဖြစ်လို့နေပါပြီ။ဟာဒီလိုတိတ်ဆိတ်တဲ့ညကိုငါကငိုကြွေးတန်တွေမျောလင်းချက်မဲ့တဲ့အော်ဟစ်တန်တွေနဲ့ပြောင်းလဲပြစ်မယ်။တိတ်ဆန်တွေတော့ငါကိုကြောက်လို့တုံနေစီရမယ်။လာရောင်ကလည်းငါတကိုးကိုမတားနိုင်ပါဘူး။အမောင်တူကငါရဲ့ဒိုင်းလွှားဖြစ်ပြီးရောက်ရွံ့မှုတွေကငါကိုဘိုးတမ်းမာစီရလိမ့်မယ်။အတူရာလည်းပြောရင်းဆိုရင်လည်းပဲလူလောကတစ်ခုလုံးကိုအမောင်ဖုံးသွားအောင်သူ့ရဲ့တကိုးတွေနဲ့လှုပ်လိုက်ပါတော့တယ်။အပေါင်းဖော်တို့ဒီညလူသားတွေရဲ့ရွာကိုတောင်းချမ်းကြစို့သူတို့ကိုကြောက်ရွံ့မှုရဲ့ကျွန်ဖြစ်စေရမယ်လာဦးပဲအဲ့ဒီရွာကိုတွားကြမယ်ဒီလိုနဲ့ပဲအတူရာနဲ့သူ့ရဲ့စစ်တပ်ကြီးဟာရွာရဲ့ဝင်ပေါက်ကိုရောက်လာကြပါတော့တယ်ဟဲ့ဒါကဘာကြီးလဲဒါပေါ်တန်ချက်ကအစီရင်ပဲ
ဒီအစီရင်တွေကငါအတွက်စိတ်အနှောက်အယှက်ဖြစ်စီအကောင်းလိုက်တာဒါလေးနဲ့ငါကိုတားနိုင်မယ်ထင်နေလားမသိပါဘူးအရန်ရည်ရတာပဲငါရဲ့အစွမ်းကိုများအထင်သေးရတယ်ဗောဘယ်သူမှငါလမ်းကိုပိတ်လို့မရဘူးဒီလောက်နေကတော့ငါကိုဘယ်အရာမှတားဆီးလို့ရမယ်မထင်နဲ့ရွာတွေကိုဝင်ပြီးအားလုံးကိုဖျက်ဆီးပစ်မယ်အတူရာလေးကာရာမန်နယ်ရှိုးကိုရွတ်ဖက်လိုက်တဲ့အခါမှာတော့ဝေဒဝနာနတ်မင်းကြီးရဲ့မော်တန်ချက်ကာကြီးဟာပျောက်ကွယ်လို့သွားပါတော့တယ်အခုဆိုရင်တော့အတူရာနဲ့သူ့ရဲ့မကောင်းဆိုးဝါးစစ်တပ်ကြီးဟာရွာတွေကိုစတင်ဝင်ရောက်လာခဲ့ပါပြီအော်လူသားတွေပျော်ပျော်ကြီးအိမ်မောကြနေကြတာပေါ့လေအခုငါကအဲ့ဒီအိမ်မက်တွေကိုဖျက်ဆီးပြီးအားလုံးကိုငိုကြွေးတန်တွေနဲ့နှိုးထလာအောင်လုပ်ပေးရမယ်ကဲကောင်းခင်ကြီးအမေကိုနောက်ခင်စမ်းအခုချက်ချင်းကြောက်စရာကောင်းတဲ့မိုးကြိုးတွေကိုပြစ်ချစမ်းအော်ကြလူတွေကြောက်ပြီးအော်နေကြတဲ့အတန်တွေကနားထဲမှာတော့အရန်နားထောင်လို့ကောင်းတာပဲမင်းတို့နားထောင်ကြည့်ကြလူတွေကြောက်လို့အော်နေတဲ့အတန်တွေကဘယ်လောက်တောင်နားထောင်လို့ကောင်းသလဲဆိုတာရွာတွေကကလေးငယ်လေးတွေဟာမိုးကြိုးတန်ကြောင်ကြောင်လန့်ကြပြီးငိုကြွေးလို့နေခဲ့ကြတာပေါ့ညဘက်ကလေးငိုတာဟာမကောင်းဆိုးဝါးတွေကိုနှိုးထလာစေတဲ့အယူအဆရှိတဲ့ရွာကလေးမလို့လူကြီးတွေကလည်းကလေးလေးကိုမငိုအောင်ဝိုင်းလျှော်နေခဲ့ကြပါတယ်။အိုးမငိုပါနဲ့မြေလေးဘာမှမဖြစ်ဘူးမကြောက်နဲ့အဖွားဘေးနားမှာရှိရဲ့မငိုပါနဲ့မြေရဲ့အဆင်ပြေသွားမှာပါမြေလေးဘာမှမထိခိုက်စေရဘူးဖွားဖွားရှိရဲ့အဖွားမြေလေးတို့ဘေးနားမှာနေပေးမယ်နော်ကလေးတွေရဲ့အကြောက်တရားကနေထွက်လာတဲ့ငိုတန်တွေကိုတော့အတူရာဟာသူ့ရဲ့ခွန်အားတွေအဖြစ်စုပ်ယူခဲ့လိုက်ပါတော့တယ်ငရဲကနေလွတ်မြောက်လာပြီးပထမဆုံးအကြိမ်အကြောက်တရားတွေကိုပြန်စားသုံးလိုက်ရတာကြောင့်သူ့ရဲ့မကောင်းဆိုးဝါးတကိုးတွေဟာအရင်ကထက်ပိုတိုးပွားလာခဲ့ပါတော့တယ်ဒီလိုမျိုးအင်အားပြေးွားတယ်လို့မခံစားရတာကြာပြီအခုတော့ငါတကိုးတွေပြန်ပြေးလာပြီကွာအပေါင်းဖော်တို့အခုငါတို့အချိန်ရောက်ပြီဒီရွာတွေဝင်ပြီးလူတွေရဲ့အိမ်ကိုဖျက်ဆီးကြရအောင်ဒါမှသူတို့ထိတ်လန့်ကြပြီးအကြောက်တရားနဲ့ရင်ဆိုင်ကြရမှာသူတို့ကြောက်လို့အော်လီလီငါတို့အစွမ်းတွေကတိုးလီလီပေါ့ကွာမြင့်မြတ်တဲ့နှက်ကောင်းနှက်မြတ်များရှင်ဒီနေ့ကျွန်တော်မျိုးမမှာထူးထူးခြားခြားစိတ်ထဲကနေမသက်မသာဖြစ်နေရပါတယ်စိတ်ထဲမှာလည်းမကောင်းဆိုးဝါးတွေရွာတွေကိုဝင်ရောက်နေပြီလို့ထင်မိပါတယ်အရှင်နမင်းတို့ကျွန်တော်မျိုးမတို့ရွာကလေးကိုဒီဘေးကနေကဲတင်တော်မူပါအတူရာရဲ့မကောင်းဆိုးဝါးတပည့်တွေဟာရွာတွေကိုအလုံးအရင်နဲ့ဝင်လာခဲ့ကြပါပြီ။ရွာထဲမှာရှိတဲ့လူနေအိမ်တွေကိုဖျက်ဆီးမဲ့အလုံးမှာပဲအဆောင်လက်ပွဲတစ်ခုကြောင့်သူတို့အားလုံးဘလို့မှအနာမကတ်နိုင်ပဲဖြစ်နေခဲ့ကြပါတယ်။သူတို့မသိလိုက်တာကတော့တရွာလုံးဟာဝေတာဝနနတ်ကွန်းကြီးစီကနေယူလာတဲ့အဆောင်လက်ပွဲတွေကိုအိမ်မှာကတ်ထားကြတယ်ဆိုတာကိုပေါ့။မကောင်းဆိုးဝါးတွေလည်းရွာကိုဘလို့မှဖျက်ဆီးလို့မရတာကြောင့်သူတို့ရဲ့ခေါင်းဆောင်ဖြစ်သူအတူရာစီကိုသွားပြီးအကျိုးအကြောင်းပြောပြပါတော့တယ်။အတူရာလည်းသူရဲ့တပည့်တွေပြောပြချက်တွေကိုနားထောင်ပြီးအိမ်တွေထဲကိုဝင်နိုင်ဖို့အတွက်အကြံထုတ်တော်တာပေါ့။နောက်ဆုံးမှာတော့အဲ့ဒီအဆောင်လက်ပွဲတွေကိုမိရှို့ဖို့ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။ဝေဒဝနနဲ့မင်းကြီးရဲ့လက်ဖွဲ့တွေကငါတပည့်တွေကိုဒီလောက်တောင်ကြောက်စီတာလားငါအဲ့ဓာတွေကိုမီးရှို့ပြမှရတော့မယ်ဒီရွာကိုဖျက်ဆီးမဲ့ငါအကြံစီကိုဘယ်သူမှမတားနိုင်ဘူးကဲငါစွမ်းနေကိုထုတ်သုံးရမယ့်အချိန်ရောက်ပြီပေါ့အတူရာလေသူ့ရဲ့စွမ်းအင်တွေကိုအကုန်လုံးပေါင်းစည်းပြီးဝေဒဝနနတ်မင်းကြီးရဲ့အဆောင်ကိုဖျက်ဆီးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့သူ့ရဲ့စွမ်းအားတွေဟာအလုံးမဖြစ်ခဲ့ပါဘူး။အဆောင်ကိုသူ့အစွမ်းနဲ့ဘလို့မှမဖျက်ဆီးနိုင်တာကိုကြည့်ပြီးအတူရာတယောက်အတော်ကိုဒေါသထွက်နေကြတော့တာပေါ့။ဘာလို့ဒီလက်ဖွဲ့ကိုမီးရှို့လို့မရတာလဲ။မဖြစ်နိုင်ဘူး။မယုံဘူး။ငါအစွမ်းတွေကဒီလူပြီးလောကမှာရှိတဲ့နတ်တွေလောက်အသုံးမကျဘူးဆိုတာငါဘယ်တော့မှမယုံဘူး။လုံတလုံးမဖြစ်ရင်တော့ဖြစ်တယ်လို့လုပ်ရမှာပဲ။ဒါဆိုရင်တော့တရွာလုံးကိုငရဲပြီးနေပဲတိုက်တော့မယ်ဘယ်သူမှငါ့ကိုမတားနိုင်စေရဘူးငါရဲ့စွမ်းအားကိုဘယ်သူခုခံနိုင်မလဲဆိုတာကိုကြည့်ကြသေးတာပေါ့ငါကငရဲပြည်ကတက်လာတဲ့ကောင်းပဲဒီလူပြည်လောကမှာတော့ငရဲမီးကိုခံနိုင်တဲ့နတ်ဆိုတာမရှိပါဘူးဟုတ်တယ်ငါပိုင်နိုင်ကျွမ်းကျင်တဲ့ငရဲမီးကိုအသုံးပြုပြီးတရွာလုံးကိုမီးလောင်လိုက်တွန်းပြရမယ်ဒီလိုနဲ့ပဲအတူရာလေးတရွာလုံးကိုဖျက်ဆီးဖို့အတွက်သူ့ရဲ့အစွမ်းတွေကိုထုတ်ပြီးငရဲမီလုံးကြီးဖန်တီးခဲ့လိုက်တော့တာပေါ့အခုတော့ဗာတက်နိုင်သေးလေဒီငရဲမီနဲ့ဆိုလို့ချင်းရင်ဒီရွာမှာရှိတဲ့ရွာတွေအားလုံးပြာကျကုန်မှာပဲမီကိုကြောက်လန့်ပြီးအော်ဟစ်ပြေးနေတဲ့သူတို့ရဲ့ပုံစံတွေကိုကြည့်ပြီးအ
ကြောက်တရားကိုငါရဲ့အစာအာဟာရအဖြစ်သုံးစွဲရမယ်မကောင်းမှုကိုဘယ်သူမှမတားဆီးနိုင်ပါဘူးကွာဒီလောကကြီးထဲမှာနောက်ဆုံးတော့မကောင်းမှုတွေကပဲအနိုင်ရရမယ်အတူရာဟာသူ့ရဲ့လက်ဘဝနှစ်ဖက်ကိုဖြန့်လိုက်ပြီးငရဲပြည်ကတဲဆောင်လာတဲ့အပူချိန်ပြင်းလာတဲ့မီးတောက်တွေကိုလူပြည်လောကတွေကိုထုတ်လွှတ်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီမီးတောက်တွေတဟုံးဟုံးတောက်လောင်သွားတာနဲ့တပြိုင်နက်မှာပဲကောင်းကင်ယံကနေအနှဲ့ရောင်အလင်းနဲ့တစ်ခုဟာလျက်စီးလက်တလို့မျိုးဒုံငနေဆင်းသက်လာပြီးအတူရာရဲ့ရှေ့တက်မှာတင်ငရဲအမှုရန်နှစ်ယောက်ဟာရုတ်တရက်ပေါ်လာခဲ့ကြတော့တာပေါ့။အတင်ကတော့လှုပ်ရှားလိုက်ပြန်ပြီ။အတင်တက်တာဆိုလို့ဒီငရဲမီကိုထုတ်ပြတာပဲရှိတာကိုဒါပေမဲ့အတင်တခုမိတ်နေတာကအဲ့ဒီမီးတောက်တွေကိုဘလို့ထိန်းချုပ်ရမလဲဆိုတာကငါတို့ငရဲအမှုတန်းတွေရဲ့အလုပ်ပဲအတင်ဒီမှာငရဲမီကိုတုံးလိုက်တာဟာတိတ်ကိုမှားသွားပြီအတူရာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမီးရဲ့အပူချိန်နောက်ကိုလိုက်ပြီးအတင်ပုံးတဲ့နေရာကိုကျွန်ုပ်တို့ပိုးပြီးမြ мян ရှာတွေ့သွားလို့ပဲလေကဲအတင်ရဲ့လွတ်လပ်ခွင့်အချိန်တွေကုန်ဆုံးပြီကျွန်ုပ်တို့နဲ့ပြန်လိုက်ခဲ့ဖို့သာပြင်ပြီးတော့ကြီးပြိုပြိုနဲ့ပြန်လိုက်မယ်ဆိုရင်တော့အသာတကြီးခေါ်သွားပေးပါမယ်ဒီမှာအတူလားဒေရှာနားတော်စံအတင်ဟာလူပြည်လောကမှာနေထိုင်ဖို့လုံးဝမထိုက်တန်တဲ့ကောင်ပဲအတင်ရဲ့ရုပ်မာရက်စက်တဲ့စိတ်ဓာတ်တွေကြောင့်လေအတင်ကိုငရဲမှာအကျဉ်းချခဲ့တာပေါ့အတင်ကငရဲကနေခိုးထွက်ပြီးလွတ်မြောက်နေတဲ့အချိန်တွေဟာအခုတော့နောက်ဆုံးကိုရောက်လာခဲ့ပြီအဲ့တဲ့ဆိုတာအင်ရှင်မကြီးနဲ့ရင်နေလို့မရဘူးအဲ့ဒီတော့အတင်လည်းအတင်ရဲ့အိမ်ဖြစ်တဲ့ငရဲကိုသာပြန်ပြီးတော့လောကကြီးမှာမကောင်းမှုဆိုတာရှိနေသူရဲ့အဲ့ဒီမကောင်းမှုကိုနှိမ်နှင်းမဲ့ကောင်းမှုတရားတွေကဟာလည်းအမြဲတမ်းဒွန်တွဲပြီးရှိနေတယ်ဆိုတာအတင်မမိပါနဲ့အခုချိန်ကစားပြီးအတင်လောက်ခဲ့တဲ့မာယူရဲ့ဆန်တဲ့အပြုမှုတွေအတွက်အတင်ပြန်ပြီးခံစားရတော့မယ်အလဲပဲအတင်တို့ကကျွန်တော်ကိုတောင်းစီနိုင်မယ်ထင်နေတာလားကျွန်တော်ငရဲမှာအရှုပ်ခံထားရတော့ကအတင်တို့နှစ်ယောက်ကျွန်တော်ကိုနှိပ်စက်ခဲ့တာတွေကိုမမေ့သေးဘူးအခုအဲ့ဒီအတွက်ကျွန်တော်ကောင်းကောင်းကြီးလက်စားရှိပြမယ်လူတွေစီကရတဲ့ကြောက်ရွံ့မှုအင်အားကကျွန်တော်အတွက်အားရစရာပဲအတင်တို့ကိုလူပြည်ရောက်တော့ကလေးစားရှိရမယ်ကလေးစားရှိရမယ်အတူရာလည်းအတိတ်ကနာကျင်မှုတွေကိုပြန်သတိရသွားပြီးဒေါသတွေထွက်လို့နေခဲ့ပါတယ်ကလေးစားရှိခြင်းတဲ့စိတ်တွေဟာပြင်းထန်လာခဲ့ပြီးတဲ့နောက်ဆုံးမှာတော့ငရဲအမှုတန်းတွေကိုစတင်တိုက်ခိုက်ခဲ့တော့တာပေါ့ဘယ်နဲ့ရှိစာငရဲသားတွေအခုကျွန်ုပ်အစွမ်းကိုမြင်ကြပြီလားလူသားတွေရဲ့အကြောက်တရားကကျွန်ုပ်အတွက်ဘယ်လောက်ထိအထောက်အကူပြုတယ်ဆိုတာကိုမြင်ပြီလားအတင်တို့ကျွန်ုပ်ကိုဘာမှမလုပ်နိုင်ပါဘူးလူသားတွေကိုအတင်တို့ရဲ့ရှေ့မှာနေတစားစီဖြတ်စည်းပြမယ်အဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့လမ်းလျှောက်တန်ကြီးဟာသူတို့အနောက်ဘက်စီကနေထွက်ပေါ်လို့လာခဲ့တော့တာပေါ့အတူရာလည်းသူ့ထက်နှစ်ဆလောက်ကြီးတဲ့ဝေသဝနနမင်းကြီးကိုမြင်ပြီးမျက်လုံးအပြူသားနဲ့ကြည်နေခဲ့ပါတော့တယ်တော်လိုက်တော့အတူရာတင်ကျွန်ုပ်ရဲ့နေမြေထဲမှာဘလို့တောင်းချမ်းရဲတာလဲအတင်ကျွန်ုပ်ကိုနည်းနည်းလေးမှလေးစားမှုမရှိဘူးအဲ့ဒီအတွက်တင်နဲ့ထိုက်တန်တဲ့အဖြစ်တန်းအတင်ခံရမယ်အတင်ကလူတွေပြောနေတဲ့ဝေသဝနနမင်းကြီးဆိုတာလားဒီမှာအတင်ရဲ့မိကုံးကိုဖြေရလောက်အောင်အတင်ကဘာမလုပ်လဲငရဲကနေထွက်ပြေးလာတာတည်းမကဘူးလူပြည်မှာပါလာတောင်းချမ်းနေသေးတယ်ဒီဝိညာဉ်တွေကိုအပြစ်လုပ်ဖို့နှိုးဆော်တဲ့ပြစ်မှုဟာအဆုံးမရှိတဲ့ပြစ်ဒဏ်ကိုခံရမယ်ဆိုတာအတင်မသိဘူးလားဒီဝိညာဉ်တွေလည်းအတင်နဲ့အတူအပြစ်ပေးခံရမယ်နမင်းကြီးရဲ့စကားကြောင့်မကောင်းဆိုးဝါးတွေလည်းထိတ်လန့်သွားပြီးအနောက်ကိုတက်ဆုပ်လို့သွားခဲ့တော့တာပေါ့အတင်တို့လိုဝိညာဉ်တွေကကျွန်တော်တို့မျက်စိအောက်ကနေဘယ်တော့မှလွတ်မှာမဟုတ်ဘူးပြီးမနေနေကြတော့မကောင်းမှုတွေကိုလူလောကထဲသေဆောင်လာတဲ့အတင်ကိုလည်းဘယ်တော့မှခွင့်မလွတ်ဘူးလူတွေရဲ့ဂေဟာစနစ်ကိုဖျက်ဆီးခြင်းနေသေးတယ်ဟဲ့လားနေရာတိုင်းမှာသူ့အဆောင်ရှောင်းနေသူရှိကြတယ်ဒါကိုအတင်ကစောစောကပြုမှုတွေလုပ်ပြီးလူလောကကြီးကိုတိုက်ခိုက်တယ်အဲဒီတော့ဒီရဲ့အဖြစ်တွေကိုအတင်ခံပြီးတော့ငရဲအမှုတန်းလေသူ့ရဲ့အစွမ်းထက်လာတဲ့လှန်ရှင်ကိုတုံးပြီးအတူရာရဲ့နောက်လိုက်တွေကိုစတင်တိုက်ခိုက်ပါတော့တယ်လှန်ရှင်မြေပေါ်ကိုစိုက်သွားတာနဲ့အဝါရောင်အလင်းတန်းတွေထွက်ပေါ်လို့လာခဲ့တာပေါ့အဝါရောင်အလင်းတန်းတွေဟာမကောင်းဆိုးဝါးအားလုံးကိုဝေးရန်ထားပြီးထွက်ပြေးမရအောင်လှုပ်ထားတော့တာပေါ့ကဲအချိန်ပြည့်ပြီအတင်ရဲ့လက်ပါစီတွေကိုအဆုံးသတ်လိုက်တော့မယ်ငရဲအမှုတန်းတွေလေမကောင်းဆိုးဝါးတွေကိုတန်ကြိုးနဲ့ရှီနှောင်ကြပြီးငရဲကိုပို့လိုက်ကြပါတော့တယ်အတင်ရဲ့လက်ပါစီတွေကိုကျွန်ုပ်တို့အကုန်နှင်းနှင်းပြီးပြီအခုအတင်အလှဲ့ပဲအတူလားအတင်ကျွန်ုပ်တို့လက်ထဲကနေဘယ်ကိုမှထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်တော့ဘူး
ငရဲအမှုတန်းလေသူ့ရဲ့အစွမ်းကိုသုံးပြီးတန်ကြိုးအကြီးကြီးကိုဖန်ဆင်းကအတူရာကိုဖမ်းဖို့အတွက်ကြိုးစားလိုက်ပါတော့တယ်။ဒါပေမဲ့အတူရာကပြန်ခုခံတာကြောင့်ငရဲအမှုတန်းခမရဒဏ်ရာရလို့သွားခဲ့တော့ပေါ့။ဝေဒဝနနတ်မင်းကြီးကျွန်ုပ်တို့ကိုကူညီပါဦး။အတူရာရဲ့အစွမ်းတွေကအတော့ကိုကြီးလာနေပြီ။ဒီနေရာကကျွန်ုပ်တို့ရဲ့ပိုင်နဲ့မဟုတ်တော့ကျွန်ုပ်တို့မှာအာဏာမရှိဘူး။ကျွန်ုပ်တို့ကိုကူညီတော်မူပါဦး။ဘယ်သူကိုကူညီတောင်းရတယ်နော်။ကျွန်ုပ်ကဘယ်သူမှမကြောက်ဘူး။မကြောက်လို့လေအခုဒီကိုရောက်နေတာပေါ့။ဘယ်သူဖြည်းဖြည်းကြုံကိုမနိုင်ပါဘူးဗျာ။မာယူရဲ့ဆန်လာကြီးလား။အတင်းကကျွန်ုပ်နေမြေမှာလာပြီးမန်တက်နေတာပေါ့။ဒါကိုကျွန်ုပ်ကငြိမ်ကြည့်နေမယ်ထင်နေလား။အတင်းကကျွန်ုပ်အတွက်မကောင်းဆိုးဝါးတတပဲ။ကိုအရန်ကြီးအထင်ကြီးမနေနဲ့။ငရဲအမှုတန်းတွေဘက်ကနေပြီးတင်းကိုတိုက်ထုတ်ရမယ်။ဒါအတင်းနဲ့မဆိုင်ဘူး။ကြားမဝင်နဲ့ဒါတင်းနေပြီဆိုရင်လည်းကျွန်ုပ်တက်ဆုပ်ပြီးမယ်။နောက်ထပ်မလာတော့ဘူး။တရားနဲ့တရားမပတ်သက်ပဲနေကြသို့ဒါပေမဲ့ဒီနေရာကအတင်းလိုအတူရာမျိုးနေရမယ့်နေရာမဟုတ်ဘူးအတင်းကိုတခြားတနေရာမှာသွားတောင်းကြံခွင့်လေကျွန်တော်မပြီးနိုင်ဘူးအိုးချင်းပဲပြောမယ်ကျွန်တော်အတင်းကိုငရဲပဲပြန်ပို့တော့မယ်အတင်းမပြန်ခြင်းဘူးဆိုလေကျွန်တော်ကိုရှင်ကြည့်ပေါ့နတ်မင်းကြီးလည်းအတူရာနဲ့တိုက်ခိုက်ဖို့အတွက်အရှိကိုထွက်လာပြီးအတူရာအနားကိုကပ်လာခဲ့ပါတယ်။အတူရာဟာကြောက်လန့်လွန်းတာကြောင့်သူ့ရဲ့တကိုးတွေကိုအစွမ်းကုန်ထုတ်သုံးခဲ့တော့တာပေါ့။ဒါပေမဲ့လည်းနတ်မင်းကြီးနဲ့မှသူ့ရဲ့အစွမ်းတွေကအရာမဝင်မှန်းသိသွားခဲ့ပါတယ်။အော်အတင်းကအခုထိမန်မလျှော့သေးဘူးပေါ့လေ။ကျွန်တော်ဘိုင်းနဲ့ထဲလာပြီးအားလုံးကိုစော်ကားရဲတယ်ပေါ့။အတင်းသိပြီတော့နတ်မင်းကြီးလည်းသူ့ရဲ့အစွမ်းထက်လာတဲ့ဒုံနဲ့တရှက်ဝေ့ရန်လိုက်ုံရှိသေးတယ်အတူရာတယောက်မြေပြင်ပေါ်မှာပြဝက်မှောက်သွားခဲ့ပါတယ်။ကျိုးစားအားကုန်သုံးပြီးမြေပြင်ပေါ်ကနေပြန်ထားကနတ်မင်းရဲ့အစွမ်းတွေကိုရေရွတ်နေခဲ့မိတော့တာပေါ့။ဝေတော်ဝန်တော်နတ်မင်းကြီးကတကယ်ပဲအင်အားကြီးတာပဲဒီတိုင်းဆိုမလွယ်ဘူးရှင်သန်နိုင်ဖို့အကြံထုတ်ရမယ်အရှင်နတ်မင်းကြီးဒီရွာပျက်စီးသွားတာကိုမမြင်ချင်ရင်အခုလိုတိုက်နေတာတွေကိုရွတ်လိုက်ပါတော့မဟုတ်ရင်ကျွန်ုပ်အရှင်နတ်မင်းကြီးရဲ့နတ်စင်ကိုဖျက်ဆီးပစ်လိုက်တော့မှာနော်လူတွေရဲ့ယုံကြည်ကိုးကွယ်ရာကိုကျွန်ုပ်ဖျက်ဆီးပြရင်သူတို့မှအားကိုးရမယ်ပြီးကြောက်လန့်ကုန်ကြလိမ့်မယ်ဒါဆိုအတင်လဲတွားစရာနေရမရှိတော့ဒုက္ခရောက်ပြီပေါ့ဒီတော့နှစ်ဦးနှစ်ဘက်အစဉ်ပြေအောင်လုပ်ကြမယ်လေအဲ့လိုမဖြစ်ရှင်ရင်တိုက်ပွဲကိုအခုချက်ချင်းရက်ပါနောက်မှကျွန်ုပ်အစိုးမစိုးပါနဲ့အတူရာတယောက်ကများရာဆဆကျွန်ုပ်ကိုလာချင်းချောင်းနေတယ်အတင်မှာကျွန်ုပ်ကိုချင်းချောက်ခွင့်မရှိဘူးအပြစ်မဲ့တဲ့သူတွေရဲ့မျောလင်းချက်ကိုအဖြစ်အစည်းမခံနိုင်ဘူးအတင်ရဲ့တကူကကျွန်ုပ်နဲ့ရှင်ရဲ့အဝေးကြီးလိုပါသေးတယ်အတင်ကျွန်ုပ်ကိုဘယ်တော့မှမနိုင်ဘူးအတူရာအတင်စိတ်လျှော့လိုက်တော့အတူရာလည်းနတ်မင်းကိုဘလုံးမှညှိမရတာကြောင့်ကြံရမရတဲ့အဆုံးမှာတော့ရွာထိပ်ကနတ်ကုန်းကိုဖျက်ဆီးဖို့အကောင်အထည်စပေါ်ပါတော့တယ်သူရဲ့အစွမ်းတွေကိုထုတ်ပြီးနတ်ကုန်းစီကိုပြစ်လွတ်လိုက်တော့တာပေါ့တစ်ဖက်မှာလည်းနတ်မင်းဟာရွာသားတွေအတွက်ရောသူ့အတွက်ပါနတ်စင်ကိုကြိုးစားကာကွယ်လို့နေခဲ့ပါတယ်နတ်မင်းရဲ့ကာကွယ်မှုကြောင့်ရောနတ်မင်းရဲ့အစွမ်းကြောင့်ပါနတ်ကုန်းဟာပကတိအတိုင်းရှိလို့နေခဲ့တော့တာပေါ့တင်ကဒီလောက်အစင်းနဲ့ကျွန်ုပ်ကိုရှင်းနေတာပေါ့ကျွန်ုပ်ထက်တင်ကမော်အစွမ်းနေပါသေးတယ်တင်ကနတ်ဆိုးတတပဲကျွန်ုပ်ကိုဘယ်တော့မှအနိုင်ယူနိုင်မှာမဟုတ်ဘူးဒီတော့အတင်လဲငရဲကိုသွားဖို့အတွက်ပြင်ပြီးတော့ဝေတာဝနာနတ်မင်းကြီးဟာသူ့ရဲ့နတ်ကွန်းနဲ့ရွာသူရွာသားတွေကိုဒုက္ခပေးနေတဲ့အတူရာကိုကြီးပြီးသူ့တကူအစွမ်းနဲ့ဖန်တီးထားတဲ့ရွှေရောင်တောင်းနေတဲ့တန်ကြိုးကွင်းကြီးကိုပြစ်လွတ်လိုက်ပါတော့တယ်အဲ့ဒီတန်ကြိုးကွင်းကြီးဟာအတူရာရဲ့ကိုယ်ပေါ်ကိုကြာရောက်သွားပြီးတင်းတင်းကြပ်ကြပ်ဖန်ရှုပ်လိုက်တဲ့အခါမှာတော့စောစောကမန်တက်နေတဲ့အတူရာလည်းမြေပြင်ပေါ်ကိုဘုံလေးကျသွားပြီးအရှင်လက်အကင်ခံရသလိုမျိုးနာကျင်လို့ဟိုဘက်ဒီဘက်ကိုလူးလိန်အော်ဟစ်နေရတော့တာပေါ့အဲ့ဒီလိုလူးလိန်နေတဲ့အတူရာကိုမှနတ်မင်းကြီးဟာသူ့ရဲ့တကိုးတော်ပါတဲ့ကျိန်လုံးတော်ကိုကင်မြောက်လိုက်ပြီးမာယိုရဲ့ဆန်တဲ့အတူရာဒါဟာမင်းရဲ့ဒုစရိုက်တွေအတွက်ပြစ်ဒဏ်ပဲလို့ဟိန်ဟောက်ကတရှိန်ချင်းတောင်းနေတဲ့ကျိန်လုံးနဲ့ရိုက်နှက်ဆုံးမှာပါတော့တယ်။နောက်ဆုံးမှာတော့အတူရာလေးဘလို့မှပြန်မတိုက်ခိုက်နိုင်တော့ပဲမြေကြီးပေါ်မှာတင်မှောက်လျက်သားကြီးနဲ့တတိလက်မေမျောလို့သွားခဲ့တော့တာပေါ့။အရှင်နမင်းကြီးခင်ဗျာကျွန်တော်မျိုးတို့ရဲ့ရင်ထဲကနေလိုက်လဲကျေးဇူးတင်ကြောင်းပြောပြရသေး။အရှင်နမင်းကြီးရဲ့တကိုးတော်နဲ့ကူညီပေးလို့သာဒီနဲ့ဆိုးကိုအခုလိုဖမ်းဆီးနိုင်တာပါ။ဒီအတူရာကိုထိုက်တန်တဲ့အပြစ်ဒဏ်တွေပေးဖို့အတွက်ငရဲပြည်ကိုအခုချက်ချင်းပဲပြန်ပြီးခေါ်ဆောင်သွားပါမယ်။နောက်မှဒီလိုမျိုးမတော်ဆမှုတွေလွန်မြောက်မှုတွေထပ်မဖြစ်ရအောင်ကျွန်တော်မျိုးတို့အစွမ်းကုန်ဂရုစိုက်စောင့်ကြပ်ပါမယ်လို့ကတိပေးပါတယ်နတ်မင်း။အရှင်နတ်မင်းကြီးလည်းလူလောကကြီးအေးချမ်းသာရဖို့အတွက်အခုထက်မကပိုးပြီးတော့အကျိုးပြုနိုင်ပါစေကြောင်းဆုတောင်းပေးပါရခင်ဗျာ။
ရပါတယ်အတင်တို့လည်းငရဲပြည်ရဲ့တာဝန်တွေကိုထမ်းဆောင်နေရတာဆိုတော့တာဝန်တွေပြနေကြတော့မှာပေါ့ဘာပဲဖြစ်ဖြစ်ကျွန်ုပ်နေမိထဲမှာလာတောင်းချမ်းတဲ့ဒီနတ်ဆိုးကိုအခုလိုအောင်မြင်မြင်ဖမ်းဆီးနိုင်ခဲ့တဲ့အတွက်ကျွန်ုပ်ကိုယ်တိုင်လည်းများစွာဝမ်းမြောက်မိပါတယ်ဒီကောင်ကိုသာအမြန်ခေါ်သွားကြပြီးတော့ငရဲပြည်ရဲ့ပြက်သားလာတဲ့ဥပဒေတွေအတိုင်းပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်ကြပါဒါမှသာကျွန်ုပ်ကူညီပေးရတာဟာလေကိုညီရကြိုနှက်မှာပေါ့ဒီလိုနဲ့ထိတ်လန့်စရာကောင်းတဲ့ညာကြီးဟာကုံဆုံးလို့သွားခဲ့ပါပြီငိမ့်သက်အေးချမ်းလာတဲ့မနက်ခင်းအလင်းရောင်ကရွာကလေးစီကိုစိုက်ရောက်လို့လာခဲ့တော့တာပေါ့မိုးလင်းတဲ့အခါမှာတော့ရွာသူရွာသားတွေဟာတယောက်မျက်နှာတယောက်ကြည့်ပြီးမင်းညာကကြုံခဲ့ရတဲ့ကြောက်စရာဖြစ်ရဲ့ဇိုးကြီးတွေကိုပြန်ပြီးပြောဆိုဆွေးနွေးဖို့အတွက်ရွာပြင်နှက်ကွန်းမှာစုဝေးမိကြပါတော့တယ်အမလေးတော့မင်းညာကဖြစ်ပျက်ပုံတွေကိုပြန်တွေးကြည့်ရင်အဖွာတော့ကိုတောင်သိပြီးလို့ထင်နေတာအချိန်ခါမဟုတ်ပဲမိုးကြိုးတွေကလည်းတစ်ချိန်ချင်းပြည့်လျှက်စီးတွေကလည်းတစ်ဖြက်ဖြက်လန်းနေတကယ်ကိုကြီးမားလာတဲ့မုန်တိုင်းကြီးတစ်ခုခုရွာဝင်ရောက်လာတယ်လို့ပဲဘာအိရှိယာတစ်ပင်ကြီးအောင်လဲကြပြီးအိမ်ခေါင်မိုးကိုတောင်းမှန်လိုက်သေးတယ်ဒါရင်မဲလားဆိုတော့မဟုတ်သေးဘူးနော်အဖွားရဲ့မြေလေးကလည်းလေတိုက်တဲ့မိုးကြိုးပြစ်တံတွေကိုကြားတာနဲ့အတန်ကုန်ဟစ်ပြီးငိုလိုက်ကြမှာဘလို့မှရှော့မရတော့ဘူးအဖွားတို့ရွာမှာလည်းညာဘက်ကလေးငိုရင်မကောင်းဆိုးဝါးတွေလာတတ်တယ်လို့အယူရှိရမလားအဲ့ဒါကြောင့်အဖွားမှာမြေးလေးကိုရင်ဝင်ထဲထည့်ပြီးမနှဲကိုရှော့လိုက်ရတာခါတိုင်းဆိုအဖွားမြေကတိတ်အေးတာမင်းညာကတော့ဘာတွေမြင်လို့အဲ့လောက်ငိုလဲမသိပါဘူးကွယ်ဟုတ်ပါအဖွားရဲ့အဖွားမြေးလေးတည်းမဟုတ်ပါဘူးတမီးရဲ့သားလေးကလည်းတညာလုံးကိုထိုင်ငုံနေတာဘလို့ပဲချောဘလို့ပဲချစ်လုံးဝအငုံမတိတ်ဘူးညတကောင်ကျော်လို့မိုးလေတွေကင်းစင်သွားတဲ့အချိန်ကျမှပဲအငိုတိတ်ပြီးအိပ်ပျော်သွားတော့တယ်အဖွားရဲ့တမီးလည်းစူးစမ်းပြီးအိတ်ကြည့်ပါသေးတယ်ဒါပေမဲ့ကလေးကလည်းငိုအပြင်မှာလည်းမုန်တိုင်းတွေတိုက်နေတော့အင်ကြီးကတစ်ဖက်ကိုလှုပ်ခါနေရနဲ့ဘလို့မှအိမ်မရခဲ့ဘူးသမီးဘွားမှာဒီလိုကြောက်စရာကောင်းတဲ့အဖြစ်မျိုးတခါမှမကြုံဘူးတော့ရင်တွေတုံပြီးအရန်ကြောက်တာပဲအဖွားရဲ့ဖွားတို့ကလူကြီးဆိုတော့အတွေ့အကြုံရှိမှာပေါ့လေဒါပေမဲ့မင်းညာဖြစ်ပျက်ခဲ့တာတွေကသမီးအတွက်တော့တကယ်ကိုထိတ်လန့်စရာပါပဲဟုတ်တာပေါ့မြေးရဲ့တဘာဝတရားဆိုတာအဖွားတို့အားလုံးကြောက်ရတဲ့အရာတစ်ခုပဲမဟုတ်လားအဖွားငယ်ငယ်တုန်းကမုန်တိုင်းတွေကြုံမှုပဲမဲ့မင်းညာကတော့ထူးထူးခြားခြားကြောက်စရာကောင်းတာမျိုးတော့ဘဝမှာတစ်ခါမှမကြုံဘူးသေးဘူးအဖွားလည်းနောက်ဆုံးတော့ကြောက်လို့ဝေဒဝနနတ်မင်းကြီးကိုပဲစိတ်ထဲကနေတန်းကျပြီးသူ့တောင်းနေမိတာပေါ့တိုက်ဆိုင်တာလားနတ်မင်းကြီးရဲ့တကူလားတော့မသိပါဘူးခွဲအဖွားစုတောင်းပြီးမကြခင်မှာပဲပြင်းထန်နေတဲ့မုန်တိုင်းတွေရုတ်တရက်ကြီးငြိမ်ကျသွားသလိုပဲမိုးကြိုးတဲ့တစ်ချက်တောင်ထပ်မကြားရတော့ဘူးသမီးထင်တာကတော့လေဝေဒဝနနတ်မင်းကြီးဟာသမီးတို့ရွာလေးကိုတကယ်ပဲကောက်ကွယ်ဆောက်ရှောက်ပေးတာဖြစ်နိုင်တယ်အဖွားသမီးတို့ရွာလူတွေကနတ်မင်းကြီးကိုတရိုတသိနဲ့ရိုးရိုးသားသားကြီးကြီးလင်းလင်းကိုးကွယ်ကြတော့နတ်မင်းကြီးကလည်းသမီးတို့ကိုမြေတာတုံပြန်ပြီးဆောက်ရှောက်ပေးတာဖြစ်လိမ့်မယ်နော်အဲ့ဒါကြောင့်ဒီနေ့ကနေစပြီးနတ်ကောင်မအရင်အထက်ပို့ပြီးတော့လူပွဲပစ္စည်းလေးလာလူမယ်ပန်းကုန်းလာလေးတွေနဲ့အမွှေးနှံသားတွေပါလာပြီးပူဇော်အောင်မယ်သမီးပြူသမျှကုသိုလ်ကောင်းမှုတွေကိုလည်းနတ်မင်းကြီးကိုအမျှဝေပေးပါမယ်လို့သမီးကတိပြုပါတယ်အဖွားရဲ့ကဲကျွန်တော်ရဲ့ရှစ်ပိတ်သက်အပေါင်းသူတော်ကောင်းတို့ခင်ဗျာအခုကျွန်တော်ပြောပြသွားတဲ့ငရဲအတူရာနဲ့ဝေသာဝနနတ်မင်းကြီးတို့ရဲ့ဇက်လန်းလေးဟာဒီမှာတင်ပြီးဆုံးသွားပြီဆိုပြီးပဲဒီထဲမှာကျွန်တော်တို့တစ်သက်လုံးမှတ်သားသွားရမယ့်သင်ခန်းစာတွေအများကြီးကြံ့ရဲခဲ့ပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်ကပရိသတ်တွေကိုတစ်ခုချင်းစီတည်တည်ချာချာလေးပြောပြခြင်းပါတယ်ပထမဆုံးအနေနဲ့ကတော့လောကမှာဝိဆိုတာတကယ်ရှိတယ်ဆိုတာကိုကျွန်တော်တို့သတိထားမိကြပါပါဒီအတူရာဟာအရင်ကနတ်သားတစ်ပါးဖြစ်ခဲ့ပူတာပဲဗျာဒါပေမဲ့သူ့ရဲ့မာနနာနဲ့အာကုသိုလ်တွေကြောင့်ငရဲကိုရောက်ခဲ့ရတာမဟုတ်လားဒါဟာကျွန်တော်တို့ရဲ့ပရိသတ်တွေကိုဘာပြောနေတာလဲဆိုတော့ငါဟာဘာကောင်ပဲငါကတော့ဘလောက်ရှမ်းတာတာဘလောက်ယာဒူးကြည့်တာဆိုပြီးမှန်တက်နေလို့မရဘူးဆိုတာပါပဲမကောင်းမှုလုပ်ရင်တော့ဘယ်သူပဲဖြစ်ဖြစ်နှိမ့်ကြတဲ့ဘဝကိုရောက်ရမှာပဲဗျာကန်းဆိုတာနောက်ဘိုးကပါလာတဲ့အိတ်လိုပါပဲမကောင်းတာလုပ်ရင်မကောင်းတဲ့အိတ်ကိုပဲထမ်းရမှာတော့မလွဲမသေးပါဗျာဒုတိယချက်ကတော့မကောင်းမှုဆိုတာဟာခဏတစ်ဖြုတ်တော့အောင်မြင်တယ်လို့ရှိတတ်ပါတယ်အတူရာငရဲကနေလွတ်လာတဲ့အချိန်မှာ
သူရေမောနိုင်ခဲ့တယ်လူတွေကိုရှောက်လန့်နိုင်ခဲ့တယ်ဒါပေမဲ့ဓမ္မနဲ့အဓမ္မအားပြိုင်တဲ့အခါမှာတော့အဆုံးသတ်မှာအကောင်းတရားကပဲအမြဲတမ်းအနိုင်ရသွားတာကိုတွေ့ရမှာပါဒါကြောင့်ပရိသတ်တို့လည်းဘဝမှာမတရားတာတွေကြုံလာရရင်လူယုံမာတွေအားကောင်းနေတာတွေ့ရရင်စိတ်မပြတ်ပါနဲ့မကောင်းမှုရှိရင်သူ့ကိုနှိမ်နှင်းမဲ့ကောင်းမှုတရားဆိုတာအမြဲတမ်းဒွန်တွဲပြီးရှိနေတယ်ဆိုတာကိုဒီဇလန်လေးကသက်သေပြနေတာမဟုတ်လားဗျာနောက်ထပ်အရေးကြီးတဲ့အချက်ကတော့ယုံကြည်ကိုးကွယ်မှုရဲ့အစွမ်းပဲပေါ့ရွာသားတွေဟာကြောက်လန့်နေရတဲ့အချိန်မှာနတ်မင်းကြီးကိုရိုးရိုးသားသားနဲ့ဆူတောင်းခဲ့ကြပါတယ်အဲ့ဒီရိုးသားဖြူစင်တဲ့စိတ်ကားပဲသူတို့ကိုဘေးအန္တရာယ်ကနေလွတ်မြောက်စေခဲ့တာပါဒါကြောင့်ကျွန်တော်တို့လည်းဘဝမှာအခက်အခဲတွေကြုံလာရင်လမ်းပြောင်းနေရင်ကိုကွယ်တဲ့ဘာသာတရားမိဘဆရာသမားတွေကိုစိတ်ထဲကနေတိုင်တဲပြီးခိုင်မာတဲ့ယုံကြည်မှုနဲ့ဖျက်ကျော်ကြဖို့အတွက်တိုက်တွန်းခြင်းပါတယ်စိတ်သက်ဖြူစင်သူကိုကောင်းခင်ကဘယ်တော့မှပြင်မထားပါဘူးနောက်ဆုံးအနေနဲ့ပြောချင်တာကတာဝန်သိတတ်မှုပေါ့ဗျာငရဲအမှုတန်းတွေဟာသူတို့စီကအကျဉ်းသားလွတ်သွားတဲ့အတွက်ပုံမနေပဲတာဝန်ယူစိမ့်နဲ့အဆုံးထိလိုက်ဖမ်းခဲ့ကြသလိုဝေတာဝနာနတ်မင်းကြီးကလည်းသူ့နယ်မြေတွေကလူသားတွေအတွက်လက်တွဲကူညီပေးခဲ့ပါတယ်။ဒါဟာကျွန်တော်တို့လူအတိုင်းဝိုင်းမှာလည်းအရှင်းရှင်းဖေးမကူညီပြီးကိုတာဝန်ကိုကြေပွန်ကြမယ်ဆိုရင်ဘလို့အတူရာမျိုးဘလို့အခက်အခဲမျိုးကိုမစိုးအောင်မြင်အောင်နှိမ်နှင်းနိုင်မှာပဲဖြစ်ပါတယ်။ကဲဒါကြောင့်ပရိသတ်ကြီးလေးဒီဇလန်လေးကိုနားထောင်ပြီးသွားရင်မိမိတို့ရဲ့ဘဝမှာမကောင်းမှုကိုရှောင်ပြီးမာနမာနတွေကိုရှာကအေဂျင့်နဲ့ကောင်းမှုလမ်းပေါ်ရှောင်လန်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ပဲကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီမှာနေမဲ့အဆုံးသတ်လိုက်ပါရစီခင်ဗျာအားလုံးပဲဘေးရန်ရဲ့ကင်းရှင်းပြီးကိုယ်စိတ်နှပြကျမ်းမာရှမ်းသာကြပါစေဆုံးဒီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးတွေနဲ့တို့ပြန်လာခဲ့ပါမယ်ခင်ဗျာ